စကားအလားကိုနှစ်သာထိုက်တယ်မှာတော့ကြောက်ကုတ္တတို့သာရောက်လာစီညူဒါဝေအကြောင်းဝတရားမြတ်ကိုမိဖျားတပီတော်ကြီးချက်ထိုင်ကဆောင်ရွက်အထူးအေးရင်တော့ကျူရပါတော့မယ်ကျူမယ်ဗျာသမီးကျူပါတော့မယ်ဗျာအေးကျူပါတော့မယ်ဗျာတရားနဲ့စကုနဲ့တဲ့အချီရမသိခါဘဘကြီးကလေတတော်ကိုယ်ရှိနေတိတ်ကတော့89ဝ130တော့ခုနှစ်သွဲတော့အကျက်သိခါပုံဒီကိုအတက်တက်ကြည့်တော်ရဆရာတော်ဦးကြီးပါရာစီကနေပါတဂါရိကစံတော်မှာအတိရတနမဒီမာရိမဆိုင်ကိုစေပါသုရပါဆိုင်ပါတိဒေတတိလေးပါတင်ခိယ85ပါအဓိကရဏပမထ9ပါဆိုရဲ129တော့အကျက်သိခါပုံဒီကိုအတက်နဲ့လက်ကျင့်တော်ရဆရာတော်ကြီးဒီကတမာရီနဲ့ပြည့်စုံ129အချေရမသိခါจิตအစတဲ့မြတ်စွာဘုရားတဲ့ဂုဏ်သင်္ကေတပါတဲ့ကျွတ်မြတ်ပါတဲ့အရှင်ကိုဝေရောကျူပါတဲ့ကျေးဇူးရှိရဲ့တဲ့ပါကျေးဇူးရှိကောင်းတယ်လို့လေအတိကိုလည်းစားရတယ်အချွတ်ကိုလည်းသုံးရတယ်အရှိတ်ကိုလည်းထိုးရတယ်အယူကိုလည်းချိုးရတယ်တဲ့ဒီပိတမင်းကောင်းပြီဆိုရင်အရှိတ်ကိုလည်းပြီးတယ်အသီးကိုလည်းစားလို့ရတယ်အဲ့ဒီတစ်ပေကြီးကလေရွာတော်ပိုင်းကလူတွေကတစ်ပေအောင်မလာနဲ့လို့လည်းမပြောဘူးပြောပါဦးရွာအရှိပိုင်းကလူတွေမတားတယ်လို့လည်းမပြောဘူးကြိုက်တယ်လူလားကြိုက်တဲ့လိမ့်ဆန်လားအဲ့ဒီတစ်ပေကြီးကအရှိတ်ပေးပြီးအရှိတ်ပို့ထားတာတဲ့သူအသီးတွေအရွက်တွေအခက်တွေကိုလိုသလိုသုံးပါလိုသလိုစပ်ပါတယ်ကျောင်းတိုင်းဆန်းဆဆရာတော်တန်ခါဥပမာလာရှိကောင်းတဲ့ပြပမာတဲ့အာစာလာတပိတကပါလေးကိုကြည့်နေတဲ့ပုံတွေကကျောင်းနဲ့ဆရာတော်ဘုရားကြီးများကောင်းလိုက်လေအဲ့ဒီရက်ရွာအတွက်ဘာသာရေးလူမှုရေးသာသနာရေးပါအကျဉ်းအရှာရကိုသူကအားကိုးရတယ်ဆရာတော်ဦးကြီးအသက်တရားတော်ပြတဲ့ဆရာတော်ဦးကြီးကသူ့ရဲ့ရွာအတွက်တတိုင်းကြီးလို့ချက်ချက်အရင်ဆိုင်ခဲ့တာဆရာတော်ကြီးကြောင်းဝဲနေမှာဆရာတော်ကြီးကိုတတိမရကြဘူးလားဆရာတော်ကြီးကိုမလို့တတ်ဘူးလားအရှိတိုင်းကလို့လည်းမကွဲကြအနောက်ပိုင်းကလို့လည်းမပယ်ရှောင်သူ့ရွာသူရွာတော်နဲ့ပေါ်ကရိုးစီကြီးတာတရိုးစီကြီးတာအခုတော့အဲ့ဒီတရိုးစီကိုပြတ်ပြီးအားလုံးကဘဘကစိတ်ချသွားပြီလေစိတ်ချသွားပြီလေကျောင်းနဲ့သာသာဆရာတော်တန်ခါဥပမာလာရှိကောင်းတဲ့ပြပမာတဲ့ဒီတိပိလဲသွားတာတလားပဲရှိသေးတယ်မေကုန်ရပြီပုံလားမေကုန်ရပြီပေါ့လားဒါကြောင့်ချက်မချဘူးလားလေရှင်လူတဲ့တေလူတဲ့ရှင်
သူကတနာစရာကောင်းတယ်ဆိုတဲ့စကားကမဟုတ်ဘူးတော့ရှင်သူထက်သေသူကပဲတနာစရာကောင်းတာသေတဲ့သူကတဘဝလုံးပြီးသွားတာရှင်တဲ့သူတွေကတော့သူ့ဟာနဲ့သူမင်းကုန်တာလေမင်းကုန်တာတဲ့အဲ့ဒီသစ်ပင်ကြီးကအခုလဲကုန်ပြီလက်ပြိုလေးညတပီတန်တန်ငါအလုံးခုကိုရမယ်အာယိုလီရာအာရီရမကေကြဘူးလားအာရီရမကေကြဘူးလားဘဘကြီးမရှိတော့ဘူးလေတေချာဝိုင်းနေပါဘဘကြီးရဲ့အရေးတင်ကိုမပြေရမိဘူးလားဘဘကြီးရဲ့စကားတွေကိုမချားရောက်ကြဘူးလားသေတော့သူကြာရင်ပဲမသိလိုက်ကြပါနဲ့တော့တကူးတဲ့ကြောင့်တရားရိုက်ရအရေးအတွက်ဘဘကြီးစွမ်းတော့ခွန်အားလေးနဲ့သူကာဝယ်ပေးခဲ့တာသူစောင့်ရှောက်ပေးခဲ့တာမင်းမသိလိုက်ကြပါနဲ့လက်ပြူလေးများတပည့်တော့တကားကိုကိုရမယ်အာယိုလီရာဘုရားကလည်းကိုကိုပြီဗျာဘုရားကလည်းကိုကိုပြီပူကုန်ရပြီဗျာပူကုန်ရပြီအဲ့ဒီအပူလေးကိုလွတ်ပြောင်းရတဲ့တရားစကားကိုဦးအစာရာတရားကိုပြနားချပါစရာတရားပြနေတော့သမီးရဲ့ဧကယမဟုချအပိဓမ္မတိရာကိကသာဘာလို့ညတရဲ့တဘာရုပ်နဲ့နပါဖြစ်တဲ့ပုံမမရအောင်တရားရှာလို့အခါတဲ့သူကိုယ်တိုင်တရားပြသွားတယ်ကိုပြီးသားပါလေနာပြီးသိပါလေဝိပဿနာจิตทุบาเรကိုနုရှိရဲမကိုရှိလေဘဘဆောင်းပါသမီးရဲ့သိတော့ဘိုးကြီးသိတော့တမ်းပါသမီးရဲ့သိတော့မလောကရဘောကြက်ရခံရပါရဲညတရားရဲဆရာတော်ဘုရားကလုံးတော်ပါတိဝိမသိမဖယားဆရာတော်သူပြောကြတာဩစာရဏလိုရာယနာမလောကရလိုရာမယာအာနာရဲပချလောကရချွေရမြမှုရတဟုမယူလောကရချေရကေပါအာရရဲမချလောကရချီမွတ်ပနာပကနောကပါလောကရကေရဲ့တပြောက်ကြုံရတာကဒီနာလောကရကိုစိတ်တော်ချမ်းသာရဒုက္ခလောကရစဘာအလုံးစီရပြုဒုက္ခမကြလောကရဒီလောကရတဲ့ခမဒီလောကောင်းနေလောကရဘုရားတော်ဘုရားအဲ့ဒီလောကရကိုဆောက်ကြဘုရားအဲ့ဒီလောကရကိုဆောက်ကြဘုရားအဲ့ဒီစက်ကမတန်စိတ်ကလည်းမနိုင်ရအောင်စီးပြမောလာပါလေဟုတ်လားသာပါလို့ဆရာတော်ဘုရား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 ရဲ့ရှိအဲ့ရနေရပေပါပါလို့ဒီကစိတ်ချသွားပြီအလုံးစိတ်ချသွားပြီကျန်တဲ့လူဖြစ်အောင်လုပ်နေကြတော့တဲ့ရောက်စီရတဲ့ပါလို့အဆရာကတဲ့ရောက်နေတယ်
လူသားဓမ္မချစ်ခင်ပေါင်းတဲ့ဆက်ဆံခြင်းကကိုယ်ကွင်းနောက်ဆုံးပါတကားတဲ့ဆရာတော်ဘုရားဗတ္တန္တာအာသာရမဟာထေရဖြင့်အာသာရယာမကျောင်းတိုင်ကြီးနဲ့ဟောဒီတတိဒါယကာမှာအပေါင်းတို့ကိုနောက်ဆုံးအပိအပိုင်ခွဲခွာဖို့အချိန်ရောက်ပြီဗျာဒါကြောင့်အာရအောင်ပူဇော်ပြီးရင်ဖြင့်လူသားဓမ္မတို့လူသားတွေကလူပြည်ရနေဟိုနတ်ပြည်တဝက်ခရီးမပြည့်စည်အောင်ပို့ဖို့အချိန်ကြပြီဗျာဘုရားဘာဗျာဟောကြားထားခဲ့တဲ့တရားတော်နဲ့အညီအနိစ္စဆိုတဲ့မမြဲခြင်းဒုက္ခဆိုတဲ့ဆင်းရဲခြင်းအနတ္တဆိုတဲ့အစိုးမရခြင်းလက္ခဏာရေးတရားသုံးပါးကိုဆင်ခြင်မှာမှအေးရရလိမ့်မယ်လေဘုရားဘာဗျာဟောကြားထားခဲ့တာကလည်းလက္ခဏာရေးတရားသုံးပါးကိုဖြင့်အနိစ္စဒုက္ခအနတ္တသုတ္တမပြစ္ဆဝိနည်းကတတ္တအဘိဓမ္မာယောဇအယံဗုဒ္ဓဒေတိတော်တဲ့လူသားဓမ္မရဲ့အနိစ္စအနိစ္စမမြဲခြင်းကိုရွတ်ရသုတ္တကသုတ်သုံးရန်ကိုတင်ရသောသူနဲ့သူသောကြောင့်တတ္တကပ္ပါ89ကဘာတိုက်အပေမလားနိုင်ဘူးလေဗျဒုက္ခဆင်းရဲခြင်းအစစ်တို့ရွတ်ခင်ပြေစဝိနည်းကဝိနည်း၅ချမ်းကိုတင်ရသောသူနဲ့သူသောကြောင့်အထကပ္ပါ88ကဘာတိုက်အပေမလားနိုင်ဘူးလေဗျအနတ္တအစိုးမရပါတကားငါကိုမဟုတ်အကောင်ပုတ်ပါလားလို့ရှုရင်တော့တတ္တအဘိဓမ္မာယောသအဘိဓမ္မာ9ကျမ်းကိုတင်ရသောသူနဲ့သူသောကြောင့်နဝကပ္ပါ99ကဘာတိုက်အပေမလားနိုင်ပါဘူးလေဒါကြောင့်နေသမဏေကြီးတို့ခစီရဲ့အနတ္တအစိုးမရပါတကားလို့လက္ခဏာရေး၃ပါးတရားဆင်ញင်လို့မောင်ကြီးနဲ့တဝက်ခရီးမပြည့်စည်အောင်ပုတ်ပြပေးမယ်ဗျာတေးရဆိုတဲ့စကားကိုတရားချီဆက်လိုက်ရင်အဲ့ဒီတေးတာဆိုတာဖျားမူရကြတာပဲမဟုတ်လားဟုတ်ပြီလားလေလူသားဖျားကအစတေးပြလိုက်တော့နတ်တွေလည်းစုနေကြယဟန္တာတွေလည်းမနေရလူတွေလည်းတေးကြရတာပေါ့30တဖုံသားတွေတေးချင်းတရားဆိုတာကိုယ်သွားလို့မရဘူးဒါကြောင့်ချစ်လာလေးပြရပြီဖြစ်ပြီးရင်ဖြစ်ပြက်အဲ့ဒီတတရားဆိုရဲချရဟကကျမတို့တွေလဲ့နေကြတော့လဲပါပဲလေဟုတ်ပါဗျာမလဲခြင်းတဲ့အချိန်မှာတော့ရက်အောင်ကြိုးစားရမယ်နော်ကြိုးစားရအဲ့ဒါလို့တတိချမ်းဝိပဿနာနာရှုကြလို့တဖွာဝတတကခဏခေါ်တယ်ကျမတို့ဆရာတော်ဟုတ်ပြီလားအဲ့ဒါမှအာသာရဆိုတော့ကျမတို့ဆရာတော်ကဒီနေ့မှာတော့ဖျားအမွေရလို့သူကိုယ်လည်းဖျားအမွေခံသွားပြီဟုတ်ပြီလားဗျာဟုတ်ပါပြီလေဆရာတော်ရဲ့ရုပ်ကလေးကိုမောင်ကြီးနဲ့တို့နှစ်လက်ခီးခေါ်ပါဆိုရင်တော့နမလေးတို့လူသားတွေဆရာတော်ကြီးပေါ်မှာပုထုဇဉ်တို့သဘောအလိုလျောက်ကိုယ်စိတ်နဲ့မကိုက်နေတဲ့ဒီရှိတော့ကာယကအမှုမဟုတ်တာဝါစိတ်ကမှုမနှောကအမှုပြစ်မှားပြီးတာများရှိကောင်းရှိနိုင်ပါလေကောင်းတာပေါ့လူသားဓမ္မရဲ့လူသားတွေဆိုတကားလူသားတွေအားလုံးနဲ့ကြားမှုကြတာပဲဘုန်းကြီးတေတော့ရွာကြီးတယ်ဆိုတဲ့တကားလူသားတွေနလပိန်းတို့အတွင်းနဲ့တွေးမယ်ဆိုရင်တော့ဘုဗ္ဗဒနာအာသာရမဟာတိပြန်လို့တော်မူလို့ရိုက်ရွာကိုခြိုင်းတွေဝိုင်းတွေအကျွေးမွေးတွေနဲ့အဲ့ခံလိုက်လို့ရင်ကျူးနေနဲ့အခါလိုက်လို့ရွာကငွေတွေကောက်လို့တို့ရွာကြီးတော့ချေပြီလို့လူမိုက်တွေးမယ်ဆိုရင်တော့ဒီစကားကတေရိုင်းတယ်ဘိုးကွယ်ရှင်းပညာရှိတွေရဲ့စကားနဲ့တွေးရမယ်ဆိုရင်တော့ဘုန်းကြီးတေတော့ရွာကြီးတယ်ဆိုတာကဆရာတော်ဘုရားဗတ္တန္တာအာသာရမဟာတေရှိတဲ့ခါကအာသာရယာမကျောင်းလိုက်ကြီးတွေရောက်လာတဲ့တက္ကမအမှန်တည်းများသိရဖြစ်တယ်မသိရဖြစ်တယ်ကာယကံမှုဝစီကံမှုမနောကံမှုပြင်းမာခဲ့ပြီးရှိတော့အပြစ်တွေကြည်အောင်ဆရာတော်ဘုရားရဲ့အာသာရယာမကျောင်းလိုက်တွေရှားကြီးစံကျောင်းမတ်တပ်ကိုထိုးမြပကဲကြီးပေါ်မှာဆရာတော်ဘုရားရဲ့အလောင်းတော်ကိုတင်ရောက်လာတဲ့သူမှန်သမျှတစ်ချိန်ဥချတော့တစ်ချိန်အပြစ်ကြီးတယ်ဗျာနှစ်ချိန်ဥချတော့နှစ်ချိန်အပြစ်ကြီးသုံးချိန်ဥချတော့သုံးချိန်အပြစ်ကြီးအထက်ထအခါကဥချတော့အထက်ထအခါကအပြစ်ကြီးကြီးအောင်လို့ဘုန်းကြီးတွေတော့ရွာကြည့်ရတယ်တဲ့ဗျာရွာကြည့်ပါတယ်ဗျာနမလေးတို့ဘုံကြီးကမှမတိလိုက်မတိပါကမမိကြီးရှိပါကလက်ဆယ်ပြမို့လို့ရှိခိုးကတော့တောင်းပန်အချိန်လေးလေးတော့ပေးပါတတိယဟန်တာဝကတတိဒါယကမအောင်လို့လေကျုပ်တို့နဲ့အတူဆရာတော်ဘုရားပေါ်ကာယကံမှုဝစီကံမှုမနောကံမှုရှိတာပြင်းမာတာရှိတာကြည်အေးအောင်နောက်ဆုံးကြော့လိုက်ကြအောင်ဗျာကြော့ဆိုမှကြော့ဒီလိုနဲ့တော့စီအုပ်စုတပည့်ကိုကြည့်ရမှရှိတဲ့ဘုံဘုရားကြီးတပည့်တကောင်မရဲ့ကိုစားဘုရားတပည့်တော်ညဉ့်ညံ့ခိုင်မှတောင်းတော်ဝတ်တော်ကိုပြုပါဗျာသီလာတိခုနတပရံပြမစာရဝိပဿနာမတံ
မဒီလာဒီကုဏတမရဒီလာစဝိတမရိပြေညာပြည်တော်မညာပြည့်စရာတော်လည်းဖြစ်ပါပြီတော့မြမစာတော်တာတူမြေတာအမတနာကြောက်ကမှုရီဥပကအစစ်မြမအချင်းကိုကျွန်တော်မူဝေထားတော်ဝိပဿနာရာတဘဒီသောစုပ်ပြီးအယုတို့ရမဆုံးမြတ်တော်မနေလို့ဖြင့်ညာစွာခဏတိမြေကလေးတိမစရာအများဝိပဿနာတရားလေးပွားများခြင်းရှိပါပြီတော့ပတောနာတောတရိရကတာပေါတော့ညပြောင်းချကြည်ညိုခြင်းရှိပါပြီတော့မဟာတရားကြည်ညိုဝေယจิตติခောတော့ပြည့်စုံပြီလားဆရာတော်ဖရာကြီးကိုအဟံတပိကကတန်တော်ကိုစားစိတ်ထားဤမြောင်တပိတော်မှာရိတ်ချမ်းခိုင်ကပစ္စည်းမေနာယခုအခါရှိဖရာတကယ်ပြောင်းဆုံးတော့မှာဝေဒနာရှောင်ထူနှုတ်ဆုံးအနေဖြင့်နမမီဦးဒီကရဝရဲ့နဲ့ဖူမြေကနောက်တစ်ခါမရတော့လားဆရာပါ၍ဘေးအဖြစ်တွေစေရအားမရှိပြပါပြီရေမို့လို့ပြင်နောက်ဆုံးကတော့လည်းရပါတော့သည်ပတ်တော်နာအာစာရဆရာတော်မြတ်ကြီးဖေယာအားလုံးသုံးချိန်ကြတော့ရမှာနောက်ဆုံးအကြည့်တော့အပြည့်ရှိခွင့်ပါဗျာဒီကိစ္စနဲ့ပါစီတော့ချွေရင်စိတ်ကွက်တဲ့စလေးလွတ်တဲ့စအာဝရီစီညနာရီယာအလောင်းနဲ့ဒီတကားပါရီမှာဘုရားကြီးအားကျောင်းစားရမှာဒီတရားပြည့်ရှိပါခွင့်လို့တတ်ညတာတိကျတယ်ခွင့်လို့ကြည်ပြီးတော့တရားမှုစီပြီးတော့တရားမှန်လားပါဗတ္တန္တအာသာရမဟာသီရှင်သူမြတ်တိဘုရားကြံရင်ကြတယ်တတိယဟသာဝကဗတိကာယကဒါယကမတို့ရဲ့ဆိုစားပြုတညာကုသလအမြပေးဝေလိုက်ရပါပြီဘုရား နောက်ဆုံးချိန်မှတရား
တိတ်ညံ့ပါလိဖယား အလောင်းအပီတရဏဘုံဒီဥမာတခါတော်မတွေမပြန်ပါနဲ့ဟုတ် ရှာလည်းမသိရှာလည်းမသိအော်ငါတို့ဒီကတတိပါလားတတိပါလားကဲနောက်ဆုံးနေတဲ့ဆရာတော်ဘုရားကိုတရားနာရအောင်တရဏဘုံတရားအောင်ဘာရကရဏမတွေဓာယီတန်ကြောင်းမတ်တဲ့ထဲမှာထိုင်ပေးပါဦးခုံလေးတော့တော့ပြင်ပေးပါဆရာတော်တွေကိုအလောင်းအချက်လို့လားဘုံကဘာနဲ့တို့ရပါလဲအလောင်းတာဝန်ရှိဆရာတော်ဘုရားများကြပြီတပည့်တော်တို့အလောင်းအပ်ခွင့်ပေးပါဦးဗျာလောင်းလေးအပ်ပြရသေးဦးဗျာ